ခုနပီဇာနှစ်ချက်စားပြီးတော့တစ်ချက်စားပဲရှင်းခဲ့ရပေါ့နော်ဟုတ်ပါရဲ့ခုနအင်္ဂါနေ့ရောငါပီဇာမတို့မှာပီဇာသွားဆိုင်နဲ့ Happy Hour promotion လေးနဲ့ကြုံခဲ့ရပေါ့နော်ခုနတားခဲ့ရကမင်္ဂလာမစိုးရဲ့ Cine Plus ရဲ့ ground floor မှာရှိတဲ့ပီဇာမတို့ရဲ့ branch လေးကိုသွားခဲ့တာပါပီဇာမတို့မှာက Happy Hour promo ဆိုပြီးရှိရပေါ့နော်အပတ်စဉ်အင်္ဂါနေ့တိုင်းမှာကြိုက်နေတဲ့ premium ပီဇာတစ်ချက်မှာနဲ့ Oppa ပီဇာမဟုတ်ရင် Uni ပီဇာတစ်ချက်ကိုလက်ဆောင်ပြန်ရရပေါ့နော် Happy Hour timing နဲ့ကြုံတာနဲ့ခုနလည်း premium ပီဇာတစ်ချက်မှာနဲ့ Oppa ပီဇာတစ်ချက်ရခဲ့ပါတယ် Korean spicy fried chicken လေးလည်းမှာခဲ့ပါတယ်သူ့ရဲ့ပီဇာကပါမုန်သားလေး soft ဖြစ်ပြီးတော့ crust ရကျွတ်တယ်ပေါ့နော်ဒီ Korean spicy chicken လေးဆိုလဲသူ့အသားနုညံ့ပြီးတော့အပြင်ဘက်ကလုံးဝ crispy ဖြစ်ပြီးတော့တော်တော်လေးကိုစားလို့ကောင်းတယ်နောက်ပြီး pizza maru ပီဇာတိုင်းက green tea တို့နဲ့ပြုလုပ်ထားတော့ cholesterol အနည်းဆုံးဖြစ်ပြီးတော့ခရောကျမရည်နဲ့လည်းညီညွတ်တယ်ပေါ့နော်ဒါအပြင် Happy Hour promo time မှာကကိုကြိုက်တဲ့ Korea ကြက်ကြော်6တုံးကိုမှာတာနဲ့နောက်ထပ် original fried chicken 6တုံးကိုထပ်ပြီးလက်ဆောင်ပေးမှာပေါ့နော်တကယ်လို့ကိုက12တုံးမှမယ်ဆိုရင်တော့12တုံးလက်ဆောင်ပြန်ရမှာဖြစ်ပါတယ် Happy Hour time လေးကတော့မနက်7:00 နာရီကနေပြီးတော့နေ့လယ်3:00 နာရီထိပေါ့နော်အင်္ဂါနေ့တိုင်းမှာ Happy Hour time promo ရှိပြီးတော့ဗုဒ္ဓဟူးနေ့တိုင်းမှာတော့ Happy Hour take away promo ဆိုပြီးတော့ရှိပါတယ် original fried chicken လေးတွေကို take away လုပ်ပြီးပြန်ပါပြီရှင် bye bye